United ရဲ့တိုက်စစ်မှု Highland ကိုကျွန်တော်ပြီးခဲ့တဲ့ရာသီမှာနာပိုလီမှာတရားဒီအငှားချထားခဲ့တာဖြစ်တယ်တရားဒီအငှားချလို့စာချုပ်ကုန်သွားတဲ့အခါကျတော့စာချုပ်ပါအတိုင်းနာပိုလီဟာချန်ပီယံလိဝင်ခွင့်ရခဲ့လို့ရှိရင် Manchester United ကနေပြီးတော့ Highland ကိုအပြီးသက်ခေါ်ယူပါမယ်ဆိုတဲ့စာချုပ်ထဲမှာပါခဲ့တဲ့အတွက်ကြောင့် Highland ကတော့ကျွန်တော်တို့နာပိုလီကိုဒီကနေ့မှာပဲအပြီးသက်ပြောင်းရွှေ့သွားပြီလို့သိရတယ်အဲ့ဒီပြောင်းရွှေ့မှုကလည်း United ရဲ့ဒီနွေရာသီမှာ Michael Carrick ရဲ့လက်အောက်မှာပထမဦးဆုံးသောထွက်ခွာမှုလို့လည်းသိရတယ်ကျွန်တော် Ederson ဝင်လာတာလည်းပထမဦးဆုံးသောပြောင်းရွှေ့မှုပြီးတော့ဒီနွေရာသီမှာပထမဦးဆုံးပြောင်းရွှေ့မှုနောက်တစ်ခုဒီ Highland နာပိုလီကိုထွက်ခွာသွားတာလည်းကျွန်တော်ပထမဦးဆုံးသောပြောင်းရွှေ့မှုပါပဲနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ Highland က United မှာကစားခဲ့စဉ်တုန်းကပွဲ65ပွဲကစားခဲ့ပြီးတော့26ခုထိသွင်းယူပေးနိုင်ခဲ့ပါတယ်ကျွန်တော်တို့နောက်ထပ်ဒီ injury ပြဿနာဘက်ကနေကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ delay တို့ပြီးရင်ကျွန်တော်တို့ Patrick Dogu တို့ပြီးရင်ကျွန်တော်တို့ဒီ Lisandro Martinez တို့ဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ injury ပြဿနာတွေကနေပြန်လဲကောင်းမွန်လာပြီးတော့ကျွန်တော်သူတို့သက်ဆိုင်တဲ့ national team တွေမှာ trainee ဆင်းနေတယ်လို့လည်းသိရတယ်ကျွန်တော် injury ပြဿနာပြန်လဲကောင်းမွန်လာပြီလို့သိရတာပေါ့ဒီကနေ့သတင်းကတော့ဒီလောက်ပါပဲကျွန်တော်တို့ဘာတော့ဆိုင်မီကင်မရာဘာဖြစ်သွားလဲကိုမသိဘူးကဲတယောက်ချင်းဒီတိုင်းကိုကျွန်တော်တို့ကျေးဇူးအထူးတင်ရှိပါတယ် channel လေးကို subscribe မနှိပ်ရသေးဘူးဆိုလဲ subscribe နှိပ်ပေးသွားဖို့တောင်းဆိုပါတယ်နောက်ရက်တင်မှာလဲကျွန်တော်တို့ Manchester United ရဲ့စိတ်ဝင်စားစရာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့ subscribe လုပ်ထားဖို့မေးပါနဲ့ like and follow လေးလည်းနှိပ်သွားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်